ရတာပိုဝေးသွားတယ်အဲ့လိုပါဖြစ်လေပူပြီးဒုက္ခရောက်တယ်ပူပြီးဒုက္ခရောက်တယ်ချက်မကြီးကလန်တိုင်းကြီးသုံးခုဒါအားရကြအမြဲပြောတယ်ဗျာချက်မကြီးပညာကြီးစီးပွားရေးဒီမန်တိုင်းကြီးသုံးခုမှာချက်မကြီးမန်တိုင်းကြီးကမေးဒီထောက်တိုင်လဲလို့မရဘူးဒီထောက်တိုင်လဲတာနဲ့ပြီးကြွပြီးတော့မှတော့ဟောပါဒီလိုရှိတယ်လေအဲ့တော့ချက်မကြီးနဲ့ပတ်သက်တဲ့ဘုသူတာကြတော့မှန်မှန်ကန်ကန်တိတိကျကျတည်တည်ကြနားလည်ဖို့လိုနေရှိအဲ့လိုတွေလုပ်လို့မရဘူးဒါကြောင့်အမြဲပြောတာအားရကြကစင်ချင်းတုံတရားနဲလားတနေရာတော့ထားဖြစ်လာပြီလားပြဿနာမဖြစ်အောင်နေရမှာနံပါတ်1နော်ဖြစ်လာပြီနော်တက်ကျွမ်းနဲ့နားလေအတွေ့အကြုံရှိတယ်အဲ့တမားတော့ဆိုတော့ရောင်ဝါကြောင်ကြားတယ်မလုံနေပါလားတော့အတိချပြောပြမယ်အတိချနားလေမယ်ဆိုယောဂမဖြစ်အောင်နေတယ်ဆိုတာကယောဂဖြစ်တော့မှလိုက်ကုရတယ်အသေးသေးလိုက်ကုရတယ်အရန်လွယ်တယ်တော့မျိုးဆိုတင်လာယောဂမဖြစ်ခင်အချိန်ကာလမှာမိမိရှာထားတဲ့ငွေကြေးကိုတုံးဆွဲရတာကယောဂဖြစ်သွားတော့မှယောဂလိုက်ကုမယ်လို့ကုန်တဲ့ငွေကြေးထက်စာပေါင်းများစွာနည်းသေးတယ်တော့မျိုးဆိုတင်လာနောက်ဆုံးတစ်ခုသေချာပြောပြမယ်ယောဂမဖြစ်ခင်မှာမိသားစုနဲ့မိပိုင်ဆိုင်တဲ့အကြောင်းအရာတွေပေါ့မိမျိုးရဲ့ရှိရေးအတွက်အေးအေးဆေးဆေးသုံးလို့ရပြီပဲယောဂဖြစ်သွားပြီဆိုရင်မိဆိုရှိရပိုင်ဆိုင်တာတွေမကဘူးမလောက်ဘူးမိဆိုမိသားစုရဲ့ဟာတွေပါဝိုင်းပေါင်းထည့်ပြီးအဲ့စိတ်ကူးရတဲ့နှော်နေရတယ်ထမရအောင်နှစ်တာမျိုးကတုံးတာလို့ဆိုအဲ့လိုအခြေအနေကိုနားတယ်ဟုတ်ပြီလားကဲဒါဆိုရင် logic ကထားလိုက်တော့ logic အကြောင်းတွေဖြစ်သွားကဲ logic အကြောင်းပြီး evidence base လို့ခေါ်တယ်ဗျဒီဘက်အချိန်ခါကိုရောက်လာတဲ့အခါမှာဘယ်သူမှဒီစက်ပိုင်ရေးနဲ့ပတ်သက်တဲ့ level တစ်ခုလုံးမှာပေါ့ခေါင်းကိုက်တွေဖိနာတွေပြောလို့ဘယ်မှမရဘူးလို့ဆိုအားလုံးက evidence base level တွားတာဒါကြောင့် evidence ပဲပြောဘာဖြစ်လဲပြောခါသွေးရင်းစီဘယ်လောက်ရှိရတယ်သွေးပေါင်ချိန်ဘယ်လောက်ရှိရတယ်ခါယူတဲ့ acid ကဘယ်လိုအခြေအနေဖြစ်တာလဲသွေးရင်းချူဘယ်လိုဖြစ်တာလဲဒါတွေအားလုံးကိုစိတ်မှန်းနဲ့မှန်းပြီးခေါင်းမူးလို့ပါခင်နာလို့ပါဆိုပြီးတော့ကိုယောဂဒီယောဂဆွဲချိန်ခေါင်းတယ်လို့မရဘူး evidence base နဲ့ပဲတွားရတာဒါကြောင့်အရာရော evidence base ပေါ်မှာပဲအခြေခံပြီးယုံကြည်ရတယ်ပြီဆိုစင်ញင်တုံတရားအဲ့နောက်ကလိုက်ပြီးရမှာအဲ့တော့ယနေ့ evidence base ကတော့ဒါထပ်ကတလေးလေးအားကြပြောပြရတဲ့သဘောရှိ evidence base ကအိမ်တိုင်းမှာမိသားစုတိုင်းမှာယနေ့နာရာရှိယောဂလို့ပြောတဲ့လူနာရောက်နေတယ်လေဒီတက်ကောင်းတဲ့ evidence ကမရှိတော့ဘယ်မှမရှိတော့ဘူးနော်အဲ့တော့ပြီးခဲ့တဲ့အနှစ်90တုန်းကပြောခဲ့တယ်ပေါ့ဗျာပြောချခဲ့တယ်ပေါ့ guideline ပေါ့ဒါပဲပြန်ပြောတာပေါ့အနည်းဆုံးအသားတွေငါးတွေမစားနဲ့ဝင်းတွေတန်ကောင်တွေထမယ်ပေါ့ဗျာနော်ဥတွေမစားနဲ့ဝင်းတွေပုတ်မယ်ဒီမင်းမစားရင်အားတွေမရှိဘူးဗျာပြောရင်နောက်ဆုံးသေမယ်ပေါ့ဗျာပြောရင်အဲ့ဒါလိုအယူဆအဲ့ဒါလိုအတွေးခေါ်အဲ့လို guideline အောက်မှာနေလာတဲ့အနှစ်90မှာရလာတဲ့ evidence ကဒါပဲလေလို့ခုမြင်တဲ့အတိုင်းပဲevidence base နဲ့ပေါင်းတွဲကြည့်လိုက်တော့ဘယ်လိုဖြစ်လဲအားနေတာဟုတ်စင်ញင်တုံတရားအသေးချားတာကောင်းတယ်မှာစင်ញင်တုံတရားနဲ့နေနေဆိုဒါဆိုဒီဟာပုံစံမကျဘူးဆိုရင်စင်ញင်တုံတရားကနောက်ကနေခေါင်းထဲမှာကပ်ပြီးလိုက်ရမှာဒီတိုင်းထိုင်ကြည့်နေလို့မရအောင်ဟုတ်တယ်နော်ဒီနေ့တော့စီးချိုတွေရမ်းဖြစ်ကြတာပဲကြောက်ကတွေလည်းရမ်းပြတ်ကြတာပဲပြီးကားနဲ့အဲ့ဒါထိုင်ပြီးဟုတ်တယ်နော်နဲ့အဲ့ဒါပြီးသွားလို့မရဘူးလို့ဆိုအဲ့ဒီအနောက်မှာကတ်ထားမှာစင်ញင်တုံတရားကတ်ထားဒီပြဿနာတွေဖြစ်တာဘာကြောင့်ဖြစ်တာလဲဆိုတော့ပြန်ရှာဖွေပေါ်ထုတ်အောင်မှာဒါကောင်းတဲ့လက္ခဏာတွေမှမဟုတ်တာတိုးတက်မှုကိုပြရတဲ့လက္ခဏာတွေမှမဟုတ်တာမျိုးဆိုကောင်းတာတိုးတက်တာတွေပြနေတယ်ဟုတ်တော့ပါဗျာအားလုံးဒီလိုအားလုံးကြားမှာတောင်းနေခိုင်ပါပြီးတော့ဟုတ်တယ်မလားဟိုကာယဗလာတွေနဲ့ဗလာကားတွေဖွင့်လို့နေလို့ဆိုတော့ okay right that's okay ပေါ့ keep moving keep going ပေါ့အခုကအကုန် down နေတာဗျာလူတွေလည်းအကုန် downစီးကူရတဲ့နှုံလို့ပြောတယ်အဲ့ထဲကိုမပေးဆက်လိုက်ရတာအချိန်ကြီးလူတွေကိုအများကြီးပဲအကုန်လုံးတွေဘာတစ်ခုမှမကောင်းလက်ရှိအချိန်ကြီးဒါကြောင့်တေးတေးလေးနိုးထားဖို့ပြောတာမျိုးစင်ញင်တုံတရားနဲ့နည်းနည်းလေးနိုးထားဟုတ်ပြီကုသတယ်လို့ပြောတဲ့အပိုင်းတွေဒါ evidence base အပေါ်ကြည့်တာကုသတယ်လို့ပြောတဲ့အပိုင်းမရှိတော့ဘူးမို့လို့ရှိတယ်ဗျယောဂဖြစ်တယ်ဥပမာပြော okay ဟုတ်ပြီယောဂဖြစ်တယ်ဘာပြောတာဖြစ်လဲပြောစီချိုယောဂဖြစ်တယ် okay တာပြီစီချိုယောဂဖြစ်စိတ်ကူမယ်စေးကြောင်းနေပြောတာအများကြီးပဲဗျဆရာဝန်ဆိုရတဲ့စေးကြောင်းပြောတယ်ဒါလက်ခံပေးရမှာဒါသူကိစ္စသူ့အကြောင်း
ကိုယ်တည်းလုံးပတ်တယ်ကိုကမဖြစ်အောင်နေရမှာကိုအကြောင်းဖြစ်တယ်သူစီသွားမှာကဲတော့သူကစီးအကြောင်းစီးပြောတယ်စီးပေးတယ်